ဒီနေ့မှာတော့ကမ္ဘာကျော် Disney ရဲ့အောင်မြင်ဆုံးကာတွန်းကားတွေထဲကတစ်ခုဖြစ်တဲ့ Beauty and the Beast ကိုပြန်လည်ပြောပြပေးသွားမှာပါ။ဒီဇာတ်လမ်းဟာ1992ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးရုပ်ရည်ထက်နှလုံးသားအလှကသာအစစ်မှန်ဖြစ်ကြောင်းသက်သေပြခဲ့တဲ့ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ဇာတ်လမ်းအစမှာတော့မာနကြီးပြီးစာနာစိတ်မရှိတဲ့မင်းသားတစ်ပါးကိုတွေ့ရမှာပါ။မိုးတဲထန်တဲ့ညမှာခိုလုံခွင့်တောင်းတဲ့အဖွားအိုကိုရုပ်ဆိုးလို့ဆိုပြီးနှင်ထုတ်ခဲ့ရာကနေသူ့ရဲ့ကံကြမ္မာဟာတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။တကယ်တော့အဲ့ဒီအဖွားအိုဟာနတ်သမီးတစ်ပါးဖြစ်ပြီးမင်းသားကိုစိတ်ထားပုတ်ဆက်မှုအတွက်အပြစ်ပေးတဲ့အနေနဲ့ကြောက်စရာကောင်းတဲ့တတဝါကြီး Beast အဖြစ်ပြောင်းလဲလိုက်ပါတယ်။သူ့ရဲ့အစေခံတွေကိုလည်းအသုံးဆောင်ပစ္စည်းတွေဖြစ်စေခဲ့ပြီးနှင်းစီပွင့်မကြွေခင်အစစ်မှန်ချစ်တတ်မှသာကျင်းစာပြေမယ်လို့သတ်မှတ်ခဲ့ပါတယ်။လိုက်မလေးဘောကတော့ပြင်သစ်ရွာလေးတစ်ရွာမှာသူမရဲ့ဖခင်မေရစ်နဲ့အတူနေထိုင်သူပါ။သူမဟာရွာသားတွေနဲ့မတူဘဲစာဖတ်ဝါသနာပါပြီးစွန့်စားခန်းတွေကိုစိတ်ကူးရင်တက်သူဖြစ်လို့ရွာသားတွေကသူမကိုထူးဆန်းတဲ့မိန်းကလေးလိုတောင်သတ်မှတ်ထားကြပါတယ်။ဒီရွာမှာပဲ Gaston ဆိုတဲ့အမဲလိုက်သမားမောက်မာသူတဦးရှိပါတယ်။သူဟာ Belle ကိုသူ့ရဲ့ဇနီးအဖြစ်ရယူဖို့ကြံစည်နေသူပါ။ဒါပေမဲ့ Belle ကတော့ Gaston ရဲ့အပြင်ပန်းရုပ်ရည်ထက်သူ့ရဲ့အတွင်းစိတ်ကရုပ်ဆိုးနေတာကိုမြင်နိုင်တဲ့အတွက်သူ့ကိုအမြဲတမ်းညှင်းပယ်ခဲ့ပါတယ်။Belle ရဲ့အဖေ Maris ဟာတီထွင်မှုအသစ်တစ်ခုကိုပြိုင်ပွဲသွားပြဖို့တောအုပ်ထဲကနေဖြတ်သွားရင်းလမ်းမသွားပါတယ်။ဝမ်ပလွေတွေရန်ကနေလွတ်အောင်ပြေးရင်းနဲ့ကျိန်စာမိနေတဲ့နန်းတော်ကြီးတဲကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာတရဝါကြီးနဲ့တွေ့ပြီးအကျဉ်းသားအဖြစ်အဖမ်းခံလိုက်ရပါတော့တယ်။ Belle ဟာသူ့ဖေပျောက်ဆုံးသွားတာကိုတိတိချင်းလိုက်ရှာရာကနေနန်းတော်ကိုရောက်လာပါတယ်။သူမဟာအိုမင်းနေတဲ့ဖခင်ဖြစ်သူအစားသူမကိုယ်တိုင်အကျဉ်းဆန်အဖြစ်နေခဲ့ပါမယ်လို့တတဝါကြီးကိုကမ်းလှမ်းလိုက်ပါတယ်။ဒါဟာသူမရဲ့ဖခင်အပေါ်ထားတဲ့ကြီးမားတဲ့ချစ်ချင်းမေတ္တာပါပဲ။နန်းတော်ထဲမှာ Lumiere ဖျောင်းတိုင်ကုန်း Cogsworth နာယီနဲ့ Miss Potts ရေနွေးအိုးတို့ဟာ Belle ကိုနှွေးထွေးစွာကြိုဆိုကြပါတယ်။သူတို့က Belle ကတတဝါကြီးကိုချစ်လာခဲ့ရင်သူတို့အားလုံးလူပြန်ဖြစ်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်ကြီးနဲ့ Belle ကိုပြုစုကြပါတယ်။ပထမတော့တတဝါကြီးကဒေါသကြီးပေမဲ့ Belle ကသူ့ကိုရဲရဲဝံ့ဝံ့ပြန်ပြောတတ်တာကြောင့်တတဝါကြီးဟာသူ့ကိုယ်သူပြန်လဲသုံးသက်လာပါတယ်။တခါမှာတော့ Belle ကိုဝင်ပလွေတွေရန်ကနေကယ်တင်ရင်းနဲ့ဒဏ်ရာရခဲ့ရမှာ Belle ကပြန်လဲပြုစုပေးရင်သူတို့နှစ်ဦးကြားကတန်ရောစဉ်ဟာစတင်ခဲ့ပါတယ်။တတဝါကြီးဟာ Belle အတွက်ကြီးမားတဲ့စာကြီးတိုက်ကြီးကိုလက်ဆောင်ပေးခဲ့ပြီးသူတို့နှစ်ဦးရွှေရောင်ဝတ်စုံတွေနဲ့ကားပြခဲ့တဲ့အခန်းဟာဒီဇလန်ရဲ့အထွတ်ထိပ်ပါပဲ။တတဝါကြီးဟာ Belle ကိုချစ်သွားပြီဖြစ်ပေမဲ့သူမရဲ့ဖခင်နေမကောင်းဖြစ်နေတာကိုသိလိုက်ရတဲ့အခါသူမကိုလွတ်လပ်ခွင့်ပေးလိုက်ပါတယ်။ Gaston ဟာ Belle ကတတဝါကြီးကိုကာကွယ်ပေးနေတာကိုသိတဲ့အခါမနာလိုဖြစ်ပြီးရွာသားတွေကိုစီးယုံကနန်းတော်ကိုစစ်ချီပါတယ်။နန်းတော်ထဲမှာ Gaston နဲ့တတဝါကြီးတို့တိုက်ခိုက်ကြပြီးနောက်ဆုံးမှာ Gaston ဟာခြောက်ထဲပြုတ်ကျသေဆုံးသွားပါတယ်။တတဝါကြီးဟာဒဏ်ရာပြင်းထန်စွာရခဲ့ပေမဲ့နှင်းစီနောက်ဆုံးတစ်ပွင့်မကြွေခင် Belle ရဲ့ကျမရှင်ကိုချစ်တယ်ဆိုတဲ့စကားတခွန်းကကျိန်စာကိုဖျက်ဆီးလိုက်ပါတယ်။မင်းသားလေးအဖြစ်ပြန်လည်ပြောင်းလဲသွားပြီးနန်းတော်ကြီးတစ်ခုလုံးပြန်လည်တောက်ပလာကပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။